ကျောင်းတွေကိုဘုံကျဲလူငွေတွေကိုစစ်ထဲသွင်းနေရမင်းအောင်လှိုင်ကပညာရေးပြည့်စည်ရန်နိုင်ငံပြည့်စည်မယ်လို့ညှိတွားတဲ့သတင်းကိုပြောပြချင်ပါတယ်မြန်မာနိုင်ငံကိုအာဏာသိမ်းပြီးကဏ္ဍစုံဓမြတိုက်ဖြတ်စေခဲ့တဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာအခုခါမှာတော့ပညာရေးပြည့်စည်တာဟာသူတို့အကြောင်းမဟုတ်ဘဲတခြားသူတွေအကြောင်းဖြစ်ရတယ်လို့မျိုးသူတို့ဘာအပေါ်အချက်မရှိအပြည့်ပုံချလိုက်ပါတယ်ဇွန်လ29ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့ဝန်ကြီးချုပ်တွေနဲ့တွေ့ဆုံပွဲမှာမင်းအောင်လှိုင်ကကောင်းစွာပညာသင်ကြားရေးကိုချိန်ချောက်မှုတွေကြောင့်ပိတ်ထားရတဲ့ကျောင်းတွေရှိပြီးအဲ့ဒီလိုလောက်တာဟာဒေသကိုနှိမ့်ပါအောင်တွန်းပို့နေတာဖြစ်တယ်လို့ပညာရေးကိုဖျက်ဆီးတာဟာနိုင်ငံရဲ့အနာဂတ်ကိုဖျက်ဆီးရပဲဖြစ်တယ်လို့ပါဇက်ကအပြောကောင်းနေခဲ့တာဖြစ်ပါတယ်ဒါအပြင်ကျောင်းတွေပြန်ဖွင့်ဖို့ရင်းနဲ့စစ်တပ်ပူးပေါင်းပြီးလုံခြုံရေးစီမံချက်တွေရေးဆွဲခိုင်းနေတာတွေ့ရပါတယ်မင်းအောင်လှိုင်ကနိုင်ငံချစ်စိတ်ဒေသချစ်စိတ်နဲ့ကျောင်းတွေပြန်ဖွင့်ဖို့အော်နေပေမဲ့မြေပြင်မှာလူငယ်တွေပညာမသင်နိုင်အောင်ချိန်ချောက်ဖြစ်စေနေတာဟာစစ်အုပ်စုကိုယ်တိုင်ပဲဖြစ်ပါတယ်အထူးသဖြင့်စစ်ရှုံတွေကမင်းအောင်လှိုင်အတင်းအာရမထုတ်ပြန်လိုက်တဲ့စစ်မှုထမ်းဥပဒေကြောင့်တိုင်းပြည်ရဲ့အနာဂတ်ကျောင်းသားလူငယ်တွေဟာစစ်ကြုံမခံကျင်တာကြောင့်ပညာဆက်သင်ခွင့်တွေကိုဆွန့်လွတ်ပြီးပြည်ပနိုင်ငံတွေနဲ့ဘေးလွတ်ရာတော်လှန်ရေးနေမြေတွေထဲကိုအသက်လူထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်နိုင်ငံတွင်းမှာကြံခဲ့တဲ့လူငယ်တွေကလည်းစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုအန္တရာယ်ကြောင့်စာသင်ခန်းထဲမဝတ်သွားရဲအောင်ပုံအောင်နေရတဲ့စစ်ကြုံပညာရေးဘေးဆိုးကြီးကိုဆိုက်ရောက်နေရတာဖြစ်ပါတယ်။ပညာရေးကိုဖျက်ဆီးနေပါတယ်ဆိုတော့မင်းအောင်လှိုင်ရဲ့ဆွဆွဲချက်တွေကိုကုလသမဂ္ဂဖွဲ့စည်းရခိုင်မာတဲ့ထုတ်ပြန်ချက်ဒတာတွေနဲ့တင်အောက်ခြေသိမ်းခြေပလို့ရပါတယ်။ကုလသမဂ္ဂရဲ့စီရင်ခံစာတွေအရအာဏာသိမ်းပြီးကြတဲ့မြန်မာနိုင်ငံတဝန်းမှာရှိတဲ့စာသင်ကျောင်းတွေတက္ကသိုလ်တွေကိုဘုံရန်သူစစ်တပ်ကရွေချက်ရှိချက်တိုက်လေရင်တွေနဲ့ဘုံကျဲတက်ခတ်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုအကြိမ်ပေါင်းများစွာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကျောင်းသားကလေးငယ်တွေနဲ့ဆရာဆရာမတွေစာသင်နေတော့မှတင်ဘုံကျဲခံရလို့တည်ဆုံခဲ့ရတဲ့တွတ်တော်တော်ရုံဖြစ်စဉ်တွေဟာပရိပခဒေသတွေမှာအထင်ရှားရှိနေပြီးကုလသမဂ္ဂကလေးများချမ်းမွန်ဝဲဖွဲ့ယူနီဆက်ရဲ့အချက်လက်တွေအရလည်းမြန်မာနိုင်ငံမှာကလေးငယ်တန်းတဲ့ရှိပြီးဘေကင်းစွာပညာသင်ကြားခွင့်ဆုံးရှုံးနေရတာဟာစစ်တပ်ရဲ့လေကြောင်းရည်နဲ့စစ်မိန်မွှေးမှုတွေကြောင့်ဖြစ်တယ်လို့ထောက်ပြထားပါတယ်။မင်းအောင်လှိုင်ကနေပြည်တော်စီဝဲအခမ်းအနားကနေပညာရေးကိုဖျက်ဆီးရနိုင်ငံရဲ့အနာဂတ်ကိုဖျက်ဆီးရလို့ပြောနေရဟာသူ့ကိုယ်သူပြန်လည်ဝန်ခံနေရတဲ့အတူတူပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့လူငယ်တွေကိုတပ်ဖြတ်စစ်ထဲအတင်းသွင်းပြီးစာသင်ကျောင်းတွေကိုဘုံကျဲဖျက်ဆီးနေရဟာအခြားသူတွေမဟုတ်ဘဲမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုကိုယ်တိုင်ဖြစ်နေလို့ပါအနည်းချုပ်လိုက်ရရင်တော့ဒေသတွေပြက်စီးနှိမ့်ပါအောင်ကဘာပြတ်မတက်လှုပ်ဆောင်နေတဲ့တရားခိုင်စစ်စစ်ဟာမိမိကိုယ်တိုင်ကျူးလွန်ထားတဲ့ပညာရေးအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုဖုံးကွယ်ဖို့တိုင်းရှင်းပြေရှဲစိတ်တွေရောနှောပြီးဝါဒဖြန့်လှည့်စားနေကြောင်းဖော်ထုတ်တင်ဆက်လိုက်ရပါတယ်